ရှင်နွေးပူကိုတောင်စက္ကန့်ပိုင်းအတွင်းရေခဲဖြစ်သွားစေတဲ့အထိအေးတဲ့ရုရှားမျိုးအကယ်လို့ပရိသတ်ကြီးတို့ကတောင်ကြီးရဲ့အေးချက်ကိုအေးလာပြီလို့ထွေးနေတဲ့သူတွေဆိုရင်တော့ရုရှားနိုင်ငံဒီမြို့နားမှာသွားလို့ရမှာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရုရှားနိုင်ငံမှာရှိတဲ့ Orymiakon ဆိုတဲ့မြို့ကကမ္ဘာပေါ်ကလူသားတွေနေထိုင်ကြတဲ့အေးဆုံးမြို့တစ်မြို့ဖြစ်နေလို့ပါပဲ။ဒီမြို့ကဘယ်လောက်ထိအေးလဲဆိုရင်တော့ရှင်နွေးပူတွေကိုခွက်ထဲထည့်ပြီးတော့အိမ်ပြင်ထွက်ပြီးလေပေါ်မြှောက်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲနှင်းမုံတွေလိုမျိုးဖြစ်သွားလောက်တဲ့အထိအေးလွန်ပါတယ်။နောက်ပြီးဒီမြို့မှာဘယ်ပစ္စည်းကိုမှအပြင်မှာထားခဲ့လို့မရပါဘူး။ဘာလို့လဲဆိုတော့အပူချိန်ကအနုတ်60ဒီဂရီအထိကျနိုင်တာကြောင့်တစ်သီးတွေတောင်မှရှေ့ခဲသွားပြီးတူထူးလို့ရတဲ့အထိမှသွားတက်လို့ပါပဲ။နောက်ပြီးဒီမြို့နဲ့ပတ်သက်တဲ့ထူးခြားချက်တစ်ချက်ကတော့ဒီမြို့မှာကားတွေကိုအချိန်ပြည့်ဆက်နိုးပေးထားတာပါပဲ။အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ကားတွေပါအေးခဲသွားပြီးနောက်ထပ်ဆက်ပြန်လို့ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့လို့ပါပဲ။ပရိသတ်ကြီးတို့သာဆိုရင်ရောအဲဒီလိုမျိုးမှာနေရဲကြလားရှင်။ကောမန့်လေးထဲမှာဖြည့်ပေးသွားကြပါအောင်ရှင်။